နောက်ဆုံးအစီအစဉ်တစ်ခုအနေနဲ့ဒီကနေ့အခမ်းအနားမှုများရဲ့မိုးစံပန်းဆိုတဲ့သချင်းလေးနဲ့နောက်ဆုံးနှုတ်ဆက်ကပြချင်ပါတယ်ခင်ဗျာအဆိုပါသချင်းမှာ Grade 7, Grade 8, Grade 9, Grade 10ကအမှုပညာအထူးပြုကျောင်းသူကလေးများကအကဖြင့်အားဖြည့်ပံ့ပိုးပေးထားပါတယ်ခင်ဗျာကြည့်ရှုအားပေးကြပါဦးခင်ဗျာMosa